လူနဲ့နေတွေသာကုံသွားတယ်လမ်းတွေကကုံသွားတယ်နောက်ပြီးနှစ်တွေသာကုံဆုံးသွားတယ်ဘဝကပိုပြီးတော့ခက်ခဲလာတယ်အစားအစာနည်းလာတယ်ပိုက်ဆံကလည်းမရှိတော့ဘူးတညမှာအဖိုးရဲ့မြေးလေးကအဖိုးစီကိုလာပါတယ်ကလေးကခြေပလာနဲ့လာပြီးတော့ပိန်လီပြီးဆာလောင်နေပါတယ်ခတ်တူတူလေးပဲမေးလိုက်ပါတယ်အဖိုးရေမုန်းရှိသေးလားဆိုပြီးတော့အဖိုးကအိုးခွက်တူလောင်ထားတဲ့ကြောင်ရင်ကိုဖွင့်ကြည့်လိုက်တယ်ဒါပေမဲ့မုန်းမရှိဆန်မရှိဘာမှမရှိလုံးဝအလော့ကြီးဖြစ်နေပါတယ်အဖိုးအိုရဲ့နှလုံးသားနာကျင်သွားပါတယ်မြေးကိုကြည့်ရင်မျက်ရည်တွေဝိုင်းလာတယ်အဲ့ဒီညမှာသူတခုနားလည်သွားတယ်အိမ်မက်တွေကကောင်းပေမဲ့အိမ်မက်တွေနဲ့ပဲမိသားစုဇာဝတ်နေရေးကိုမပြေလည်နိုင်ပါဘူးမိသားစုဘိုင်းမပြည့်စေနိုင်ပါဘူးဆိုတာကိုပါသူမအိပ်နိုင်ခဲ့ပါဘူးဟိုဘက်လဲလိုက်ဒီဘက်လဲလိုက်နဲ့လဲနေရတယ်ဘိုက်တွေလည်းစားတယ်စိတ်တွေလည်းလေးလံနေတယ်မနေ့ရောက်တော့သူဘယ်တော့မှမလုပ်ဘူးတဲ့အလုပ်တစ်ခုကိုလုပ်လိုက်ပါတယ်